မင်္ဂလာပါအဲ့တော့မနေ့ကတော့ပတ်ဝန်းသုံးရတဲ့ဒီ cosmetic အကြောင်းတွေကိုရှာတော့အဲ့တော့ဆွေးနွေးခဲ့တယ်အဲ့တော့ဒီနေ့မှာတော့2ပတ်ဝန်းသုံးရတဲ့ဒီ cosmetic အကြောင်းတွေကိုဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးအနေနဲ့ရှာတို့ကဘာတွေကိုကြည့်ရမှာလဲဆိုရင်ဒီသုံးထားတဲ့ကရိယာလေးတွေကိုအဲ့တော့ကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကရိယာတွေပါတယ်ဆိုလို့ရှိရင်ဒီ cosmetic မှာဒီကရိယာတွေပါတယ်ဆိုလို့ရှိရင်များသောအားဖြင့်ရှာတို့ကအဲ့တော့ပတ်ဝန်းသုံးလို့မရဘူးအဲ့တော့2ပတ်ဝန်းပုံစံနဲ့ရေးပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ bug 1ပုံစံကိုတော့မနေ့ကဗီဒီယိုမှာရှာတော့ဒီဆွေးနွေးခဲ့တယ်ဒီနေ့မှာတော့ true bug 1ပုံစံကိုဆွေးနွေးမှာဖြစ်ပါတယ်ကောင်းပါပြီဒါဆိုရင် example လေးကိုကြည့်အောင်ပါအဲ့တော့ example 1မှာ and he found that telling was allowed to eat with ဆိုပြီးတော့ပေးထားပါတယ်ဒါလေးကတော့ unit 9 sorry grade 12မှာပါတယ် unit 9တဲ့ကစာသားလေးဖြစ်ပါတယ်ဒါဆိုရင်ရှာတို့ကဒီစာသားလေးကိုတစ်ချက်ကြည့်မယ်အဲ့တော့ဒီ Helen ဒီအဲ့တော့ဘာတူလဲဆိုတော့ object ဖြစ်ပါတယ်အဲ့တော့နော်အဲ့တော့ object အဲ့တော့ what's along ဆိုတာကဒီမှာအဲ့တော့ causative verb along ကိုသုံးထားတာပါနော်အဲ့တော့ causative verb along ကိုသုံးထားတာခွင့်ပြုခြင်းခံရတယ်ပေါ့နော်တယောက်ယောက်ကခွင့်ပေးမှသူကဟိုလုပ်လို့ရတယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့ဒီ along ဆိုတဲ့ကရိယာကိုသုံးထားတဲ့အခါမှာအနောက်မှာလိုက်တဲ့ပုံစံဒီအဲ့တော့ to verb 1ပုံစံနဲ့လိုက်ပြီးတော့မှရေးပေးရပါတယ်ဒါကြောင့်မို့ဆရာတို့ကဒီအနောက်မှာအဲ့တော့ to e ဆိုတဲ့ပုံစံနဲ့ရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်နော်ဒါက unit 9မှာပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာ I want her to depend on me for her food ဒီမှာတော့ရှိသေးတာပေါ့နော်အဲ့တော့ဆရာတို့ကတော့ဒီ causative ဟိုပဲပြမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအနောက်ကဝါကျကိုတော့ဆက်ပြီးတော့မပြောတော့ဘူးအဲ့ဒါဒီဝါကျမှာဆိုရင်လည်းပဲသုံးထားတဲ့ကရိယာဒီ went နော်ဒီမှာ went ပြီးတော့မှတခါ object လာတယ်ပုံစံအရဆိုရင်ဒါ subject လာပြီး verb လာပြီး object လာတယ် object လာတယ်ပြီးတော့လို့ရှိရင် object လာပြီး object နောက်မှာအဲ့တော့ဘာ like ကမှာလဲဆိုလို့ရှိရင်အဲ့တော့ to but one ပုံစံပေါ့နော်အဲ့တော့ to depend on me ပေါ့နော် to depend နော် to but one လိုက်ထားတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါကအဲ့တော့ example 2ပေါ့နောက်ထပ် example 3ကိုတွေ့ရအောင်ပါဒါလေးကတော့ grade 11က unit 2မှာပါတယ်စာသားလေးဖြစ်ပါတယ်အဲ့တော့ဒီသူ့ရဲ့ပုံစံသူ့ရဲ့စာသားလေးကိုကြည့်မယ် offering service online or a seller can allow customer to make reservation ဆိုပြီးတော့မှပေးထားတာကိုတွေ့ရမှာဖြစ်တယ်เนาะဒါပြင်ဆရာတို့ကဒီဝက်ကြလေးကိုလေ့လာကြည့်အောင် subject ဖြစ်တဲ့ seller เนาะ subject က seller ပြီးတော့မှတခါ above the allow or can allow ကိုသုံးထားတာเนาะ can allow ပြီးတော့မှ object လာမယ် object ဒီ customer ပြီးတော့လို့ရှိရင်အနောက်မှာသူ့ရဲ့လိုက်မဲ့ပုံစံဒီအဲ့တော့ to but when to make reservation ဖြစ်ပါတယ်เนาะအဲ့တော့အရှိက but when ပုံစံနဲ့မမှားဘူးလို့တယ်ပေါ့နော်အဲ့တော့ but when လာရတဲ့ကရိယာတွေရှိတယ် to but when လာရတဲ့ကရိယာတွေရှိတယ်အဲ့ဒီကရိယာတွေကိုဆရာတို့ကတေချာလေးကြက်မှတ်ထားမယ်ဆိုလို့ရှိရင်တော့ဒီပုံစံကိုဖြည့်ဆို့နိုင်မှာပါနောက်ထပ် example တစ်ခုလေးကိုကြည့်အောင်ဒီ example လေးကတော့ဒီ grade 10 unit 9မှာပါတဲ့ example ဖြစ်ပါတယ်နော် This sentence causes more and more glaciers and sea ice to melt ဆိုပြီးတော့မှပေးထားတဲ့ဝါကြလေးဖြစ်ပါတယ်ဒါဆိုရင်ဆရာတို့ကဒီဝါကြလေးကိုတစ်ချက်ကြည့်မယ်အဲ့တော့ subject ဒီအဲ့တော့ this sentence ဒါကတစ်ဖန်ပြန်ပြီးတော့မှဟုတ်လားနော်အဲ့တော့ above the cause ဒီ cause ကိုသုံးထားတယ် cause ပြီးတော့မှ more and more glacier and sea ice နော်ဒီရေခဲပြင်ကြီးတွေပေါ့နော်ဒီ glacier ရေခဲတောင်ကြီးတွေအဲ့ဒါကိုပြီးတော့မှအဲ့တော့ဒီမှာဒါဒီတော့ subject ဒါက above ဒါဒီ object more and more glacier and sea ice object object လာပြီးရင်သူပုံစံရဆိုတော့နောက်မှာဘာလိုက်မလဲဆိုတော့ to but one လိုက်မယ် to melt ဟုတ်ပြီနော်ဒါကသူ့ရဲ့ဒီ to but one သုံးတဲ့ပုံစံနဲ့ပတ်သက်တဲ့ဒီ example လေးတွေပဲဖြစ်ပါတယ်နော်အဲ့တော့ဒီ causative ပုံစံတရားဆိုရင်ဒါဆရာတို့ထက်တန်း level မှာဆိုလို့ရှိရင်ဒါ10 11 12ပေါ့နော်တော်တော်များများကိုအသုံးများတာကိုတွေ့ရတယ်အထူးသဖြင့်ဒီ grade 12 first outing မှာဆိုလို့ရှိရင်တော်တော်များများလေးကိုသုံးတယ်ပေါ့နော်ဒီနိုင်ငံတကာတင်ရိုးတွေမှာဆိုလို့ရှိရင်ဒါသူတို့တရားဝင်ပြဋ္ဌာန်းပြီးသားပါเนาะ IELTS စာမှုဘက်ကအစပေါ့เนาะတော်တော်များများမှာဒီ causative ပုံစံကိုအရင်အသုံးများတယ် grade test စာမှုမှာလည်းပဲတော်တော်များများလေးကိုမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုဆရာကလုပ်ပေးရခြင်းဖြစ်ပါတယ်ကောင်းပါပြီဒါဆိုရင်ဒါဆရာတို့ကနောက်ထပ်example လေးတစ်ခုပေါ့เนาะ example ကဒါကတော့ဆရာကမိကုံဟောင်းကနေပြီးတော့မှရှာပေးထားတဲ့ပုံစံလေးပါအဲ့တော့အရှိကဒီ but one သုံးတဲ့ပုံစံမှာလဲဆရာတို့ကမိကုံဟောင်းနဲ့တကွာရှင်ပြီးတော့မှဒါဆရာပြောပြခဲ့တယ်အခုဒီဗီဒီယိုမှာလည်းပဲ
to ဘတ်1သုံးတဲ့ပုံစံကိုအဲ့တော့ example နဲ့တကွဆရာရှင်းပြပေးမှာဖြစ်ပါတယ်နော်ပထမဆုံးဆရာတို့ဒီ2024ပေါ့နော်2024မှာမေးခဲ့တဲ့ဒီ concept မေးခွန်းလေးတွေကိုတစ်ချက်လေ့လာကြည့်အောင်ပါ Number 1 the parents asked the child blank the toy after playing ဆိုပြီးတော့မှပေးထားတဲ့ဝါကြလေးဖြစ်ပါတယ်နော်ဒါဆိုရင်ဆရာတို့ကဒီဝါကြမှာရှေ့က formula နဲ့ပြန်ပြီးနှိုင်းယှဉ်ပြီးတော့ကြည့်ပါမယ်အဲ့တော့ subject ဒီ the parents ဖြစ်ပါတယ်နော်သုံးထားတဲ့ verb ဒီ ask ဖြစ်ပါတယ်အဲ့တော့ object က the child နော်ပြီးတော့မှတခါကွက်လာလေးဖောက်ထားတယ်နော်ပြီးရင် the toy after playing ဆိုပြီးတော့မှပြီးထားတဲ့အဖြေကဒီမှာ clean that but when number b က to sorry ဒီမှာ to cleaning မဟုတ်နော် to clean up ဖြစ်ရမှာမှာတော့လို့ to clean up ပြီးရင်က number c က cleaning up ဆိုပြီးတော့မှ၃မျိုးပေးထားတယ်အဲ့ဒီထဲကနေပြီးတော့မှဒါဆရာတို့ကမှန်ကန်တဲ့အဖြေတစ်ခုကိုရွေးပေးရမှာပေါ့နော်ဒါဆိုရင်ဒါရှေ့ကဗီဒီယိုမှာဆရာတို့ပြောခဲ့သလိုမျိုးပဲတော့ ask တို့ cost တို့နော်နောက်တစ်ခုက enable တို့ allow တို့ permit တို့နော်အဲ့ဒီကရိယာတွေမှာဆိုရင်ဆရာတို့ကအနောက်မှာ to ဘတ်1ပုံစံနဲ့သုံးပေးရတယ်ဒါကြောင့်မို့သူ့ရဲ့အဖြေမှန်သည်အဲ့တော့ to clean up ဖြစ်ပါတယ်နော် number b ဖြစ်ပါတယ်ဒါဆိုရင် number 2ကိုသွားရအောင်ပါ number 2မှာလည်းအဲ့ဒီအတိုင်းပါပဲ my mother asked me blank dinner for the family ဆိုပြီးတော့မှမေးထားတာပေါ့နော်ဒီမှာဆိုဒါ subject ကဘာလို့လဲဆိုတော့ my mother verb က ask me the object ဖြစ်ပါတယ်အဲ့တော့ object ရဲ့အနောက်မှာလိုက်တဲ့ပုံစံအဲ့တော့ဒီမှာ to prepare လိုက်မလား prepare လိုက်မလား preparing လိုက်မလားပေါ့နော်ဒါဆိုရင်ဒီအရှိကအပုတ်မှာအရှိကဒီ number 1အတိုင်းပဲပေါ့နော်ဒီ ask ဆိုတဲ့ဒီကရိယာကိုတုံထားတဲ့အတွက်ကြောင့်အနောက်မှာဆရာတို့ကဘဝ1သုံးလို့မရဘူးเนาะတော့ be best သုံးလို့မရဘူး infinitive ပါတဲ့ to infinitive ပုံစံမျိုးနဲ့ပဲဆရာတို့ကသုံးပြရမှာဖြစ်တယ်အဲ့တော့သူ့ရဲ့အဖြေဒီ to prepare ဖြစ်ပါတယ်เนาะဒီမှာ to clean up cleaning မဟုတ်ဒါဆိုရင် number 3ကိုဆရာတို့ကြည့်အောင်ပါ number 3ကတော့2025မှာမိသွားတဲ့မိကုံဖြစ်ပါတယ် number 1နဲ့ number 2နဲ့က24မှာမိတာเนาะnumber 3ကကြတော့25မှာမိတာဒါဆိုရင်ဒီမိကုံလေးကိုကြည့်အောင်ပါ the traffic regulation in Myanmar do not blank teenager under 18 to drive car ဆိုပြီးတော့မှမိထားတယ်ပေါ့နော်သူကကြတော့ဒီဖြောင်းပြန်ပေါ့နော်ဖြောင်းပြန်ပြီးတော့မိထားတာကရိယာပြန်ဖမ်းတာကရိယာပြန်ဖမ်းတာသူအနောက်မှာ to drive car ဆိုပြီးတော့မှနော် to ဘတ်1ပုံစံနဲ့ပေးထားပြီးတော့မှကွက်လက်မှာလိုက်ရမယ့်ကရိယာဒီ allow လိုက်မလား let လိုက်မလား permit လိုက်မလားဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့မေးထားတာเนาะဒါဆိုရင်ဆရာတို့ဒီဝါကြလေးကိုခွဲခြမ်းစိတ်ဖြာကြည့်အောင်ပါအဲ့တော့ subject ကဘာလဲဆိုရင် traffic regulation in Myanmar เนาะဒါက subject ဖြစ်ပါတယ်သူရဲ့ verb do not blank ပေါ့เนาะဒီမှာ verb ဖြစ်ကမယ် causative verb အဲ့တော့ allow ကိုထည့်မလား let ကိုထည့်မလား permit ကိုထည့်မလားပြီးတော့မှဒီမှာအဲ့တော့ teenager under 80 the object ဖြစ်တယ်ပြီးရင်က to ဘတ်1နဲ့စပေးထားတယ်အဲ့တော့ to ဘတ်1နဲ့ရေးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ to ဘတ်1နဲ့ like ကမယ် verb တွေပဲ tag ဖြစ်ကမယ်เนาะအဲ့တော့ let ဟို let ကသုံးလို့မရဘူးအဲ့တော့ဘာကြောင့်လဲဆိုတော့ let ဒီ causative မှာဆိုရင် object အနောက်ကပေါ့เนาะဒီ object အနောက်ကဘတ်1လိုက်ပေးရတာ to ဘတ်1လိုက်လို့မရဘူးအခုကသူကဒီမှာ to ဘတ်1လိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ let ကိုဆရာတို့သုံးလို့မရဘူးအဲ့တော့စဉ်းစားကြနှစ်ခုရှိတယ် allow နဲ့ permit နဲ့အဲဒီနှစ်ခုတွေကတစ်ခုပေါ့เนาะအဲ့တော့ဒီကရိယာရပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်း allow ကလည်းပဲသူက to ဘတ်1ပုံစံနဲ့ရေးတာအဲ့တော့ permit ကလည်းပဲသူ to ဘတ်1ပုံစံနဲ့ပဲရေးတာပဲအဲ့ဒီမှာတစ်ခါထပ်ပြီးတော့ဖမ်းတယ်ပေါ့နော်ဒီ allow ကိုရေးမှလား permit ကိုရေးမှလားအဲ့တော့ထပ်ပြီးတော့စဉ်းစားရမယ်ဆရာတို့เนาะအဲ့တော့ allow ကခွင့်ပြုတာအဲ့တော့ permit ကလည်းခွင့်ပေးတာเนาะအဲ့တော့ခွင့်ပြုတာပဲပေါ့ဒါဆိုရင်ဆရာတို့ကသူ့ရဲ့အကြောင်းအရာလေးကိုပြန်ပြီးတော့စဉ်းစားမယ် traffic regulation in Myanmar လို့ပြောတဲ့အတွက်ကြောင့်မလို့ဒီယဉ်စည်းကမ်းနဲ့ပတ်သက်တာကိုပြောတာပေါ့နော်အဲ့တော့ဒီစီမီစည်းကမ်းတွေနဲ့ဆိုလို့ရှိရင်အဲ့တော့စီမီစည်းကမ်းနဲ့ပတ်သက်တာဥပဒေနဲ့ပတ်သက်တာဆိုရင်ဆရာတို့ကဒီ allow ကိုသုံးတာတဲ့စာလို့ရှိရင်အဲ့တော့ permit ကိုသုံးတာပို့ပြီးတော့မှ form ကြတယ်ပေါ့နော်အဲ့ဒါမှမဟုတ်ဆရာတို့ကဒီသူ့ရဲ့အဖြစ်ဒီ permit ဖြစ်ပါတယ်အဲ့တော့ဒီ allow ကကြတော့ဒီကိုရဲ့ဒီတတိပုဂ္ဂလအိမ်လေးမှာဖြစ်ပေါ့နော်အိမ်မှာထားတဲ့ဒီစီကန်းတွေပေါ့နော်အဲ့ကနေပြီးတော့ခွင့်ပြုပေးတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဆိုလို့ရှိရင်တော့ဒါဆရာတို့ကဒီ allow ကပို့ပြီးတော့မှအဲ့လိုစီလျော်မှုရှိတယ်ပေါ့နော်ဒါကြောင့်မို့ဆရာတို့ကဒီသူ့ရဲ့အဖြေမှန်ဒီ number C ဖြစ်ပါတယ်
နော်အဲ့တော့ဒီစိတ်ဝင်စားစရာကောင်းတဲ့ဒီ cosmetic မေကွန်းလေးတွေကိုနောက်ထပ်ဗီဒီယိုမှာဆရာတို့ပြန်ပြီးတော့မှဆွေးနွေးကြရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်